ကဲမင်းဘွဲတီးခိုင်းလိုက်တော့ကဲစိုက်ကြအလကန်ငွေချတီဝါမြင်နိုင်ရွှေစစ်လို့မထင်လိုက်ပါနဲ့မောက်ချစ်သူရဲ့ဟောဘာဖြစ်နေတာလဲဟုတ်ဘူးလေလောက်တာလေဟုတ်ဘူးလေဟမ်မင်းကတချင်းမစုံနဲ့လေမင်းကဒီမြင်းသွားဖို့ကိစ္စဟာရဘယ်လိုလဲဘယ်ပါလဲဟာမောရှင်လုံးဒါပါလားမောရှင်လုံးမင်းဘေးကအဝနာတိကျပဲတော့မမြင်းမစီပါမြင်းမစီပါတားဒီမှာဟုတ်မင်းဆိုင်ရတီးတာငါလိုက်ဆိုရတာလေမဟုတ်ဘူးလေဆိုင်ရဟုတ်လေဘာတီးတာမလေအရှင်းကိုရှော့ပါလို့ဘာညာလုံးရမှာလေအလကန်ငပွင့်ရဲ့ဩဘယ်လိုဖြစ်တာတော့မင်းကလည်းဘာလဲဆိုနေငိုချင်းနေဗျာသူတီးတော့ငါလည်းရောင်သွားတာဟုတ်မဟုတ်လေကွာအဲ့ရောမားနေတယ်ညင်းနေတယ်မားနေတယ်တော့ကြပါကွာဟိုဘက်ကလို့မင်းဘာကဲအရှင်းကိုရှော့ပါလို့ချရှေ့ကိုရှောက်ပါလို့နောက်ကိုတဲ့မျောလိုက်ရင်အရှိကိုရှောက်ပါလို့နောက်ကိုတဲ့မျောလိုက်ရင်မျောတယ်အဲ့လိုလားခင်ဗျအရှင်းနဲ့နောက်ကြီးတော့မရှောက်နဲ့လေဟိုတောင်နဲ့တောင်ပိုင်းကမအဲတော့မထွေးတော့လေခင်ဗျလာခဲ့မခေါ်ထားသေးတယ်လေဟဲ့လားအဲ့တောင်ဘက်ကိုသွားလေဟုတ်အေးခါမဲနေတာဟဲ့ရှင်းလိုက်သတိပေးနေရတယ်ဗျာမြင်ဝါရောက်တောင်ဘက်ကိုသွားအောင်ပြန်တတ်တက်ဖေလို့တောင်ဘက်ကိုဆက်အောင်တောင်မဲတဲ့တောင်ဘက်ကိုဟဲ့တောင်ဘက်ကိုဟာမအဲတော့ရောထားမယ်နော်တောင်ဘက်ကိုမျောလိုက်ပါလို့အဲ့မှာလေတောင်ဘက်ကဟိုအောင်တောင်ဘက်မြောက်ကိုတဲ့မျောလိုက်ရင်တောင်ဘက်ကိုဟာလို့လားတောင်လိုက်တယ်ခင်ဗျဘာလို့တောင်ဘက်ကြီးပဲသွားတာလဲတောင်ကြီးကရွာလေပိုင်းကကိုတန်ချောင်းတော့သူတို့အိမ်ကိုမဝင်ခင်ဗျားကိုပတ်စံချီးရတယ်အပြန်အတင်းပြန်ယူမယ်တဲ့ယူနေလေအဲ့ဒါတော့တဲနေရတယ်ကိုတန်ချောင်းတို့ဝင်ရွာလေရချီးတာရရွာလေကိုရှောက်လိုက်ပါလို့ဘယ်နက်ပြမှာရွာနောက်ဘက်မှာအနောက်ပိုင်းကိုအရင်သွားအနောက်ကိုနက်ပြဖို့အေးအနောက်ကိုနောက်ကိုဟဲ့ရှောက်လိုက်ပါလို့ရွာလေကိုနေရှောက်သွားလေအေးကောင်းလေဟမ်မင်းတို့ပြောနေမကုန်သေးဘူးလားကွာတနေရာတည်းကိုသွားလိုက်ပါတော့အမျိုးများတယ်ဒီမှာကွာဒီခန္ဓာကိုယ်နဲ့ဒီခန္ဓာကိုယ်ကွာပတ်လေအမျိုးတွေဆိုဆုံးအောင်မယ်လေတနေရာကိုရှောက်သွားလိုက်တော့နော်အရှိဆိုအရှိနောက်ဆိုနောက်တောက်ဆိုတောက်မြောက်ဆိုမြောက်အဲ့လိုရှောက်လိုက်တော့လေကွာအရှိနဲ့နောက်ပဲရှောက်လိုက်ပါလေဗျာဟုတ်ပါတယ်တနေရာရှောက်တယ်ခါနာကွာရှင်းနေနောက်ရှောက်ဒီလိုတက်တော့ဖေလို့လူရင်းရအောင်သွားလိုက်အောင်ရပြီလားမြင်းရပြီလားအေးရတယ်ကွာသူရဲတော့တယ်ပြီပြက်လုပ်ပြီအပေါ်ကတော့ငိမ့်မနေအရှိနော်အရှိပဲသွားတော့မှာနော်ဘယ်မှာလဲရှေ့ဟိုဘက်မှာဟိုအရှိဘက်မှာတောင်ဘက်မသွားတော့ဘူးနော်မသွားနဲ့ရှေ့နဲ့တော့တဲ့လှုပ်လိုက်ပါတော့ရွာလေကကိုတန်ချောင်းလို့ဒီမသွားလို့ရတယ်ဟာဒီတန်ချောင်းကိုနောက်မှခေါ်ပါကွာဒွေးလေးတို့ကမဝင်လို့ကောင်းမှာမလားဩဒွေးလေးကိုနောက်မှထမိန်နဲ့သွားကြောလိုက်အရှိကိုရှောက်ပါလို့ရှေ့အနောက်ကိုတဲ့မျောလိုက်ရင်တကူနိုင်ရွှေကုတ်ကဖယားနေအောင်ဖယားအလူတကခင်ဗျအဲ့ဒါတွေကျွန်တော်မကြိုက်တာလူပေါင်းကဒီမှာ3-500တန်းထားရတာဗျာခင်ဗျဖယားဆိုတာဘယ်ဖယားလဲရွှေတကုံဖယားလားစုလီဖယားလားဘိုးတော်ဖယားလားမဟာမြတ်ဘယ်ဖယားလဲသိချပြောလေရွှေတကုံသွားရင်ကောင်းမှာနော်ရွှေတကုံလားတော့ဆိုရွှေတကုံသွားကဲမြင်းရွှေတကုံသွားမယ်တင်ထားရွှေတကုံခဏနေပါကြော့တခါကွာရွှေတကုံဖူးရမှာမြင်းဖူးရမှာပိညာကြော့ကုသိုလ်ရမှာရပြီလားတကုံနိုင်ရွှေကုတ်ကရွှေတကုံနေပါဦးပါရွှေခင်ဗျအဲ့ဒါကြီးကနားထောင်မကောင်းပါဘူးဗျာဘာလဲရွှေတကုံမင်းတော့ခိုင်းနေပဲအဲ့လိုပဲဆိုလို့ရမှာကွာနီနာဗျာဒီမျိုးဦးစေတီလောက်ပဲသွားလိုက်တော့ဟုတ်ပြီမျိုးဦးစေတီတကုံနိုင်ရွှေကုတ်ကမျိုးဦးခဏလေးအောင်လေမင်းတို့ကလည်းကွာအိမ်ကဖေးရလေးပဲဖူးလိုက်လို့မရဘူးလားအဝေးကြီးတွေသွားမနေနဲ့တော့လေကွာကိုယ့်အိမ်ကဖေးရလေးပဲကိုဖူးလိုက်ပါလားအိမ်ကဖေးရလေးဖူးလိုက်ပါကွာကဲတားရင်အိမ်ကဖေးရပဲပြန်တက်လာစိတ်မစိုးပါနဲ့တားရဲ့လို့အမလေးတကူနိုင်
ကောင်း ဘု ဘူး ရားဘုရားကြီးကမကောင်းပါဘူးဗျာရိုးရိုးဘုရားပဲလို့လိုက်တော့ဗျာဘုရားကြီးတူတူပဲ တကုံနိုင် ကြားတဲ့မင်းကတော်တော်ရှာရှည်နေဟုတ်မပြ လိုရင်းမရောက်ဘူးဖြစ်နေ ဟွာပြပါဆိုလို့ဘုရားမသိပါဆိုဗျာကဲဘုရားလောက်ပါဗျာသနာပါလို့ တကုံနိုင်ရွှေကုတ်ကဖယားဖယားဖယားကိုမြင်စားပလွေရင်မပိုက်ပါလို့ ဟဲ့နေဟာလေအလူတကဟိုမှာကလေးမြင်းကိုကြည့်ဦးစားပလို့ရင်မပိုက်တာမို့ကြောမှာပိုးထားတာ စားအိုက်တိုင်းပဲလေ မရောက်လေကြောမှာပိုးပါလို့တေချာလို့ ရှင်ပိုက်လို့မရ မင်းကဒီမှာကြောပိုးထားတယ်ဗျာ ရှင်းပိုက်စားရှင်းပိုက်ရှင်းပိုက် ဟာရှင်ကဲအဲ့ဒါဘာလို့ဆိုရင်ပိုက်လိုက် ပိုက်လေမဟုတ်ဘူးလေမားနေတယ် ကြည့်မကောင်း မားနေတယ် ပိုးလိုက်ပါ မြင်းရှင်ပိုက်လို့ရမလား မရဘူးကွာ မင်းတို့စာသားတွေဘလို့စာသားတွေလဲကွာ ကြောပဲပိုးလိုက် ကြောပဲ ပိုးလိုက်ပါတော့ အေးပို့အဲ့ဒါပြောင်းဆိုလိုက်မယ်လို့တားလေးပြန်တက် ဒီရှင်ပိုက်တာမ တားပြန်တက် ဆက် စားပလွေကြောမှာနော်ကြောမှာပို့ပါလို့စားပလွေကြောမှာပို့ပါလို့စားပလွေကြောမှာပို့ပါလို့ကျောင်းတော်ကိုလေလိုက်မယ်ပြင်း ဟာဟဲ့နေဟဲ့ဟိုကျောင်းတော်လိုက်မှာဘယ်နှယောက်လိုက်မှာလဲကျောင်းအောင်မှာဘယ်နှယောက်နေမှာလဲကျောင်းပေါ်ဘယ်နှယောက်နေမှာဆရာတော်သိရှိကန်းကြည့်တာနော်ခင်ဗျဆရာတော်နဲ့ဘယ်နှယောက်ကတွေ့မှာလဲအပြင်မှာဘယ်နှယောက်နေခဲ့မှာလဲချမ်းစီးပြင်မှာဘယ်နှယောက်ရှိမှာလဲအဲ့ဒါသိချပြောထားတယ်ဗျာဘယ်နှယောက်ကလိုက် အဲ့ မှာ ပါကွာလိုက်ချင်တဲ့လောက်လိုက်ပါစေဆရာတော်သဘောကောင်းပါတယ်မင်းကကြားတဲ့ဘလို့ဝင်ရှာရှင်းတာခရိုးတွေလည်းကျိုးတော့မှာ စိတ်ဆိုးမှဆိုလို့ဆရာတော်ကဲလို့ ဆိုးပါကွာ ဘယ်နှစ်ယောက်လို့ဆိုလဲ လိုက်ချင်လို့လိုက်ပါသေး လိုက်ချင်တဲ့လောက်တာလိုက်တော့လာ ဟဲ့တာတဲ့လိုက်နေတော့လိုက် ဆက် ဟိုဘက်စားပလွေကြောမှာနော်ကြောမှာပို့ပါလို့ကျောင်းတော်ကိုတဲ့အကုန်လုံးလိုက်မယ်ပြင်းကျောင်းတော်ကိုတဲ့တေရွာလုံးလိုက်မယ်ပြင်းဘယ်စားကိုဘဏ္ဍဝမောင်သိမလားဘူးဘယ်စား ခင်ဗျအဲ့လိုဘဏ္ဍဝါမောင်တင်မလို့မရဘူးလေခင်ဗျမိပါလေခင်ဗျဘဏ္ဍဝါတင်တော့တေချာပြော1ဝါလား2ဝါလား3ဝါလားတေချာခင်ဗျတတ်မှတ်ချက်ချပေးလေခလေးကိုယ်ကနားထောင်ပါ ဟုတ်ပါ ပေါ့ ဘူးခလေးကငဲပါသေးတယ်တဝါလောက်ဆိုလဲရပါတယ်မင်းရှာရှည်နေတယ်တဝါလောက်ဆိုရ 1ဝါတဲ့ တဝါပဲလားတဝါတဲ့ကြတော့တချမ်းပဲ ရတယ်1ဝါဆိုအဆင်ပြေတယ်တက် ဟောတပါ ခင်ဗျသားလေးကအိန္ဒြေရရနော် ဘိုင်ကောင်၆ပြီ ငြိမ့်နေတာ ဟေးစားပလွေရင်မပိုက်ပါလို့စားပလွေရင်မပိုက်ပါလို့ကျောင်းတော်ကိုတဲ့လိုက်မယ်ပြင်းကျောင်းတော်ကိုတဲ့လိုက်မယ်ပြင်းဘဲစားကိုတဝါတဲ့နော်တဝါပဲမောင်တင်ပါလို့ဘဲစားကိုတဝါသာမောင်တင်ပါလို့အမေကိုတန်းချုံနော်ယောဒါလေးအဖေပြောလိုက်တော့ဘယ်သားရဲ့ ပြောလိုက်ပါဗျာ ကျောင်းတော်ရောက်တဲ့ဆိုရင်ဆရာတော်သမတော်မြောက်နဲ့စံနေချနေငါနေစီမောင်ရင်လုံးလေးဖြစ်တဲ့ဆိုရင်ဖြစ်ဖေးဆောင်မြောက်ဘယ်မောင်တင်မလဲ ဒီလိုပေါ့ ဖေးတို့မင်းတို့မလေးငါသားလေးကျောင်းတော်ကြီးကပြော မပြီးတော့လားကွာမပြီးတော့လား ဟမ် ကြောက်ပြီကွာကြောက်ပြီကြောက်ပြီ ဘာဖြစ်လဲ ဒါဖြစ်လို့ ကြောက်ပြီမင်းမခံနိုင်တော့အဲ့တော့မင်းတို့ကြောင်းတော့ပဲရောက်အရှိပဲသွားတောင်ပဲသွားကြိုက်တဲ့ဖះကိုဝင်ဖူးတော့နော်မင်းမခံနိုင်တော့တတ်တာ ဟဲ့ပြောရင်ဆိုရင်ကျွန်တော်လူမနဲ့တော့ပြန်ရောက်ပြီဗျာ ရောက်ပြီ ငါတလောက်ထမ်းတာတော့မရောက်ဘူးအခုတော့နေရောက်ထားလား အခုမှရောက်တာလေသွားလို့ရောက်တာပဲ ပြောနေနဲ့ရောက်သွား အဲ့ဒီကောင်ကြားတဲ့ဝင်ရှာရှင်းနေတာ ပြောနေနဲ့ရောက်သွား တော့ မန်းတက်ထဲရောက်နေပြီငိမ့်နေတော့ နေရောက်နေအာနေကွာထိုင်ဟုတ်ပြီတိုင်လို့လားဘေးသေးချာခေါ်လိုက် ဘင်းခေါ်လိုက်လေခေါ်လိုက်တော့ ဘယ်လိုမင်းခေါ် သူခေါ်ခိုင်းတယ်လေ ဟာဩနေစမ်းပါအဲ့ပါလေခမ ကျွန်တော်မှားထားခိုင်းတာလေခင်ဗျအလူတော့ မင်းမခေါ်ပြီးမယ်ဆို ဟာမဟုတ်ပါဘူးဗျာခင်ဗျခေါ်မှာပါ မင်းမဖုံးလိုက်ဆက်လိုက်မယ်ဆို ဟာဒါမှပြဿနာပဲဗျာဒုက္ခပဲမတက်လည်းဗျာချိတဲ့ဘိသိချာပဲခေါ်လိုက် ပြီးစီဆို ရွာတွေက ဘလူးရတဲ့ဘလူးရှိတယ် ဟေးဘိသိချာဟဲ့ဟိုရှာတော့လာပြီလားအေးလွတ်သိသိချာ ဟုတ်ကဲ့ဟိုဆိုင်ကအောင်တော့ဘာလဲ ဟောဘိသိက်ဆရာကြီးမှာစိုက်ကယ်ရှိတယ်ဆိုတော့ဘိသက်သိအောင်လို့
စိုက်ကဲအုတ်ထုပ်ကလေးခိုင်းလာတာဒါဒီလိုကြည့်တော့စိုက်ကဲအုတ်ထုပ်ဘိတ်သိက်ခန်းရောက်တော့ခယူသေးမဟုတ်ရတာဗော ဟာ ဒီကမပေါက်ကြရုံဒီမှာပူ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  ဟောဟုတ်ကဲ့နှမျိုးရတာ အဲ့တော့ဘေးသားကြီးကိုဘိတ်သိက်ဆရာက ဟုတ်ကဲ့ မိတ်ဆက်ပေးရမယ် ဟိုဘက်ကမမီးရပေးရလဲ မမီမဘူးဘိတ်သိက်မြောက်မယ်မင်းသမီး ဩ မင်းသမီး မင်းသမီးကျော်ဆိုင်ဒီကျော်ထက် ဆိုင်ဒီကျော်ထက် လာနော်ပြောရလေး ဟဲ့ငါ့ကိုယူမမုန်းနဲ့ဟောအဲ့ဒါရှင်းလောင်းလားမရောက်လားဟဲ့ ရှင်းလောင်းရှင်းလောင်း မောင်ရင်လောင်း ဒါဟိုကဘယ်လိုချိန်မြောင်းမယ်ရှင်းလောင်းလေးပါ မောင်ရင်လောင်းကလည်းငါတက်9နှစ်လောက်ကြီးနေ တာရှင်းမလို့ အခုနတွေးလိုက်ပါတယ်အခုနဟိုကပုံစာကြီးရှေ့တုပ်ပြီးတော့ဘာလုပ်တာ တာညင်းကြီးอ่ะ မင်းမြင်းလားမူးလားကွာ တာညင်းမှု ဟုတ်ပြီဟုတ်ပြီအဲ့တော့ဘိတ်သိက် ဘေးသိကြိုင်ကျွန်တော်သားလေးကျွန်တော်လူကျင်မယ် ဘိတ်သိက်သွင်းမယ် ဘေးသိသွင်းမှာ ဘိတ်သိက်သွင်းမယ် ဟုတ်ကဲ့တမ ဘေးသိသွင်းတာအတောက်လိုက်သွင်းမှာလားအချောင်းလိုက်သွင်းမှာလား အမောက်ကြိတ်ပြီးတော့သွင်းတော့ပိုကလွဲတဲ့နေအောင်ဘလို့မဟုတ်ဘူးအဲ့တော့ဘိတ်သိက်ဆရာမိတ်ဆက်မယ်လို့ ဟုတ်ကဲ့ဟုတ်ကဲ့ ဘိတ်သိက်ဆရာကတော့ဟောဆိုင်ကြတော့အမျိုးမောင်အဖိုးတန်းနဲ့ဖိုးတဲ့ကြံ ဟုတ်ကဲ့ဖိုးနေကြဗျာ အမျိုးမှန်အဖိုးတန်နဲ့ဖိုးတဲ့ကျနဲ့အတူဘိမ့်သိမ့်ဆရာကျုပ်ကတော့အုတ်ရှိကျော်အေးမန္တလေးကအုတ်ရှိကျော်အေးမန္တလေးကတာယာတင့်ဆန်းကိုသိမ့်မောင် ဘာမှလည်းမဆိုင်ဘူးဗျာဘာမှလည်းမဆိုင်တာယာတင်ဆက်လည်းကိုသိမ့်မနဲ့ဘာမှလည်းမဆိုင်ဘူးဗျာ ကာယာတစ်ခါတလေညီချင်မညီတယ်အဲ့တော့ဘိမ့်သိမ့်ခိုင်းလိုက်မှာ မြောက်ပါ မင်းသမီးလေးနဲ့ဘိမ့်သိမ့်ကြီးတောင်းဆိုကြရနပါပါလေးကမယ် ဘေးသိလေးဘေးနှစ်ပါး ဘေးလေးမြောက်ခိုင်းတာကနဘောတော့ကခိုင်းတာမဟုတ်ဘူး ဘိမ့်သိမ့်ဘိမ့်သိမ့်ရေမြောက်မယ်ဆိုတော့ပထမဦးဆုံးချီမန်းဝင်းစု ချီမန်းဝဲ ဘိမ့်သိမ့်ဆက်နှခမ်းရှိ ဟုတ်ကဲ့ အဲ့တော့ချီမန်းဝင်းစုမယ် ဟောခဏလေးဟိုလူကြီးချီမန်းဝဲစွတ်မယ်တဲ့ ယူပေးလိုက်လေ ယူပေးလိုက်လေတဲ့ မဟုတ်လေမင်းကိုပြောတာလေ ဟုတ်ခဏပြောတာတဲ့ မင်းမဟုတ်လေမင်းသွားယူပေးလိုက် မင်းတော့လည်းသွား ဟင်းသွားယူလိုက်မယ်အမဟုတ်ဘူးလေမင်းသွားယူလို့မရဘူးလေဘိမ့်သိမ့်ချောင်းမခိုင်းနဲ့လေလုပ်ပေးလေ ဘယ်နဲ့ကြောင်မခိုင်းနဲ့လေလုံပေးလိုက်လေ ဘေးသိကြောင်မခါတဲ့လူမဟုတ်လေဘေးကိုပြောနေတာလေမင်းသွားလို့လေငါလူတကာလေ ကျွန်တော်ပြော ငါလူတကာလေ ငါကွာရှာရှိပါလေကွာ နေပါဟုတ်ပါလေမပါလို့ငင်နေပါမြောက်လို့မစောပါနဲ့ မမားနေတယ်လေရောက်လို့မစောနဲ့မသားလို့ညင်းညင်းနေ ချီမန်းဝဲတော့မရှိဘူးဒါပဲကြီး ဟောအဲ့ဒါကဇက်ဆရာပတ်စာနဲ့အများကြီးကုံလို့ဇွဲကြိုးချမယ်ကွင်းလာဟဲ့ဒါချီမန်းဝင်း ဟုတ်ဆွတ်ပါ ဆိုပြီးချီမန်းဝင်းကလည်းနွားနှစ်ဖားကြိုးထိုးသလိုဖြစ်ဟုတ်ပြီချီမန်းဝင်းဆိုပြီးအဲ့တော့ဘိတ်တိတ်မင်္ဂလာဆက်နှခမ်းမှာ ဟာကြက် ဘေးပေးတယ်ကဘေးပေးတယ်ဘေး ဘိတ်တိတ်ချောင်းအားပေးတာ ထိုင်ထိုင် ချွဲဟဲ့ချွဲတား ထိုင်ကြည့်ကြပါခင်ဗျာ တားကောင်းတယ် ဘေးသိခါ ဟာ မှာ ချွဲ ဘိတ်တိတ်တိမ်မောင်မှာခင်ဗျ အာတချင်းပါဆိုရ ရပါလေ ဆိုရ အမိလေးယူတမ်းမောင်လွမ်းလူမတတနဲ့ကျွန်တော်မှပြောရရဲ့ဒီညမွေမင်းကပဲ ယာယီဒါညာမပါချင်းတောင်းလဲ တွန်လေးသိန်းနဲ့ချယ်ရီလက်ဆောင်ပေး โอเคစုချမယ်စုချပါစုချပါ စွချမယ် စုချလိုက်စုချလိုက် ဘိတ်တိတ်ကရဲ့ ဘေးကစုတယ်ပါရ ဘိတ်တိတ်ချောင်းအားပေး